အခုပေးထားတဲ့တောက်လျှောက်ငွေသုံးပေးထားတာနဲ့ပေးထားတဲ့အချိန်နဲ့ကသူ့အနေနဲ့လုတ်ပြဖို့အချိန်ကိုကြော်လွန်သွားပြီအာဆင်နယ်အနေနဲ့ဘလို့ပုံစံမျိုးနဲ့ဥပမာ challenger ပုံစံမျိုးရှိနေအောင်မလား top 4ပဲခံမှန်းလို့ရမှာလား top 4မဝင်တဲ့အနေထားရောက်သွားမလားဒါမှမဟုတ်လဲဖလားတစ်ခုမဟုတ်တစ်ခုရသွားနိုင်လားဘလို့မြင်လဲဖလားကတော့ maybe ဟွာပေါ့နော် major ဆိုတာပဲကျွန်တော် Premier League ကို Champion League ကိုဖယ်လိုက်ရင်เนาะအဲ့ဒါတွေတော့ရကောင်းရနိုင်တော့တယ်ကျွန်တော်ဒါပေမဲ့ major trophy ဟိုလိုကြီးတော့ကျွန်တော်မရလောက်ဘူးတယ်ဘာလို့ဆိုတော့ Man City ကလူဖြည့်ပြီလေ Man City ကလူဖြည့်ပြီဒီနှစ်ကအပေါ်လုံးပြောရရင်အာတီတာသာအကုန်လုံးသူ့မှာရှိသမျှပေးနိုင်ဒီနှစ်ကအာနီစတော့သူ fight နိုင်ရမယ်ဒီချိန်ထိ fight ကို fight နိုင်ရမယ်မ fight နိုင်တာသူရှိသမျှသူအကုန်မပေးလိုက်လို့လေပြီးတော့ကစားမလိုအပ်ချက်တွေရှိတယ်ပြီးတော့တိကျကြောပြန်စဉ်းစားကြည့်ရဗျာဒီinjury တွေပါညာပြောအောင်လဲ bro မင်းကတိုက်တဲ့ challenger လုပ်နေရကောင်ကွာဒီလားအဲ့ဒါတွေပါပဲဟုတ်တယ်အဲ့ဒါတွေကိုလိုက်ပြီးတော့ဟို reason မဟုတ်နေဘူးကွာဒီလားအတင်းတိုင်းကြုံနေဗျာဒီလားဟိုအများကြီးပဲလေကျွန်တော်တို့ injury တွေအများကြီးနဲ့ဖလားယူပြသွားတဲ့အတင်းတွေ key player တွေအများကြီးနဲ့ဖြုံပြီးတော့ဖလားယူတဲ့အတင်းရှိတာပဲဗျာဒီလားဟို maybe စာကာနာဝကဒီပြဿနာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းနားလဲရမှာတစ်ခုဖြစ်သွားပါဆိုအတင်းမှာ key player ဆိုတာရှိရတယ်ဒါပေမဲ့အဲ့ key player ကိုလူရတဲ့ပုံယူ rely မလုပ်ပါအဲ့ rely သွားလို့ရင်တော့အဲ့ rely လုပ်တဲ့တင်ခံရမှာပဲကျွန်တော်တို့အဲ့လိုပဲမြင်တယ်အခုအာနီစလော့နဲ့ပဲကြောရှင်းပြအာနီစလော့အခုကိုဖြိုးနိုင်ကြောပြောပြမယ်အကုန်လုံးလက်ခံနိုင်မဲ့ကစားမှရှိလားဘယ်သူ့ rely လုပ်နေရလဲအခုပြောနိုင်လားကျွန်တော်လည်းမပြောနိုင်ဆာလားလို့ပြောတာအဖြေမဟုတ်ဘူးနော်ဆာလောက်သွားပြောရင်ဂပ်ဘောကစောက်ယူကြီးဖြစ်နေမှာစမိုစနိုင်းနဲ့စောက်ယူကြီးဖြစ်နေမှာဒါဒီ fairly rated ဘောလုံးကိုဆောပြပါအကောင်းဆုံးသိတာကြအဲ့လိုပြောတော့လေတိုင်ပတ်နေတဲ့စားမရှိရဆိုပြောတော့ဖလားယူရတဲ့အတင်းအောင်အာနိုးကကောင်းနေလို့လားကျွန်တော်ပြောတာဒီနေ့အာနိုးကောင်းလားမကောင်းအားကြောင့်ကျွန်တော်ခုနကပြောသလိုပဲဦးလင်းလူသားတို့ဆိုရင်ဒီလိုပြောတဲ့ဟာစကားတွေကပြီးခဲ့တဲ့ရာသီကဆိုရင်ကျွန်တော်ကနည်းနည်းပြိုက်ခံရင်းပါကွာဟာဒီလိုအဲ့လိုတော့အခုချိန်မှာကျွန်တော်တို့ကမရှိဘူးပြီးသွားပြီဘာမှပြီးရမှာဗျာပြိသက်တယောက်နေနဲ့သူကသူအသင်းပိုင်ရှင်တွေဘက်ကမပြီးတာသူတို့သမိုင်းဗျာတိလားကျွန်တော်ရာသီစတော့လည်းကျွန်တော်ပြောတယ်ချန်ပီယံလိပြုတ်သွားတဲ့အချိန်မှာကျွန်တော်အသင်းကိုဒီကစားကျွန်တော် player တွေကိုကျွန်တော်ယုံတယ်ဗျာဥပမာဆာကာတို့ rice တို့ဆာလီဘာတို့ဆိုတာတကယ် world class player ကျွန်တော် player တွေကိုကျွန်တော်ယုံတယ်အဲ့အတွက်ဒီ player အစုဖွဲ့ရှိနေတဲ့အချိန်မှာကျွန်တော်ပတ်စံလဲသုံးနိုင်တဲ့အနေထားရှိနေတဲ့အချိန်မှာကျွန်တော်နီးပြအသင်းနဲ့အသင်းကို reflect လုပ်ချင်တယ်ဗျာကျွန်တော်ရဲ့စိတ်ကအဲ့လိုမျိုးဆိုကျွန်တော်တန်းပြီးတော့လာမဲ့ရာသီမှာ major trophy ပါရသွားနိုင်တယ်လို့ကျွန်တော်စိတ်ကထင်တယ်ဒီပြအသင်းကဘယ်သူလဲတော့ကျွန်တော်မသိဘူးပြောတော့ကွန်မန့်တော့လက်ခံတယ်ကျွန်တော်နောက်တစ်ခုမီးပေါင်းထိုးပြကျင်တာဗျာကျန်တဲ့အသင်းတွေနဲ့အခုလီဗာပူးတို့မန်စီးတီးတို့ဒီအသင်းတွေနဲ့အာတီတာနဲ့ရှင်ပြီးပြောရင်ဘာစီလိုနာနီးပြဟန်စီဖလစ်နဲ့ကျွန်တော်ပြောပြမယ်ဗျာဘာစီလိုနာနီးပြဟန်စီဖလစ်ကတယောက်တည်းခေါ်သွားတယ်ဘယ်သူလဲဆိုတော့ဒန်နီအော်လ်မိုခေါ်သွားတယ်ဒါပေမဲ့သူ့အသင်းမှာကွင်းလယ်ကစားမှာအဓိက main player ဖြစ်တဲ့ဒီကြောင်တဝက်လောက်ကျိုးနေတယ်သူနဲ့တူဆော့မဲ့ဘာနဲ့ကျိုးနေတယ်ဘာနဲ့နေရလာဆော့တဲ့ကာဆာတို့ကျိုးသွားတယ်ခန်းစစ်မှာ18နှစ်သားလေးကိုတုံးသွားတယ်။ तू ကအဲ့တော့ဘာတွေးရလဲဆိုတော့ तू လည်းဒီ highline ကိုအရင် तू က flexible ဖြစ်တယ်ဘောလုံးကစားတာ present ကစားတယ် Bayern Munich ပါဆိုရင် possession game ပဲကစားတာပဲဒါပေမဲ့ Barcelona မှာ तू ဘာကစားလို့ရလဲ तू ကစားသွားတယ်။ Martin လို player မျိုးနဲ့ Champions League semi final ကိုသွားတယ်။အဲ့လိုမျိုးပဲ La Liga မှာလည်းပြန်စဉ်းစားကြည့်မယ်ဆိုရင် Real Madrid ရှက်တောင်ရှက်တင်တယ်။ Barcelona ကစားသမားတွေ Leeds ကနေခေါ်တဲ့ Rafinha တို့ overprime ဖြစ်နေတဲ့ Lewandowski တို့လူငယ်လေးဂျာမန်တို့18နှစ်ဆေဒိုတို့ကာစတာဒိုတို့မို့ဒီ player တွေနဲ့နောက်ဂိုးသမားကိုကြည့်အောင်ဗျာဘာမှစောတကားတက်လို့မရဘူးချက်စနီအာဆင်နယ်က player ဟောင်းပဲနားနေကောပြန်ခေါ်တာလေနားနေတော့ပြန်ခေါ်ပြီးတော့သူကစားသွားတာနဲ့ dominate လုပ်တာနဲ့ဥမာယာမန်ရှီကနေ individual skill တွေကိုဘယ်လိုသုံးရမလဲရာဖင်ဟာရဲ့ဂိုးပါဝင်ပတ်သက်မှုဘယ်လိုသုံးရမလဲရာဖင်ဟာညာမှာကောင်းပေမဲ့ရာမန်ချီမညံ့အောင်ဘယ်ညာမှာထားပြီးရာဖင်ဟာကိုဘယ်ကနေ inverted လုပ်ခိုင်းတာတွေ force 9ကစားခိုင်းတာတွေအများကြီးပြောပြရမယ်ဆိုလို့ရှိရင် master class ရှိတယ်ဗျာသိရမလားလုံးဝဟိုသူနီးစနစ်တွေကအင်တာမီလန်ကိုရှုံးသွားတာဒီဒါအတွေ့အကြုံပိုင်းနဲ့လူငယ်တွေများလို့ပဲလို့ထင်တယ်ပြီးကန်ဒီ3မိနစ်မှာလောလို့တကယ်ပြောရမယ်ဆိုလို့ရှိရင်အမှန်မှန် तू က quattro bet အောင်ရမယ်နှစ်ဒီနှစ်ကဟုတ်တယ်တကယ်အန်အောတယ်သိတယ်မလားအန်အောတယ်ဟို quattro bet ကိုဘယ်ကမလဲတကယ်ရစူပါကပ်ပါတဲ့အတွက်9လုံးလောက်ရတယ်9လုံးလောက်ရသွားနိုင်တယ်ကြောက်လောက်ရနိုင်တယ်
ကြောက်เสีย Club Walker ကတော့ဖယ်လိုက်ပါ Club Walker ခတ်ပြီလေဖယ်လိုက်ရတယ်9လုံးလောက်ရောက်ရတယ်ဟိုကျွန်တော်အခုဘယ်လိုမြင်လဲဆိုတော့လေအကိုတို့ပြောရတာလဲဆိုတော့ဘွာလေးဒီလားအာတီတာရဲ့အကြီးဆုံးပြဿနာကတခြားနီးပြရင်လည်းမတူ तू က technical မှာနီးပြချင်းတိုးတူရှင်ဖိုင် तू maybe တူရှိနိုင်လောက်တယ်ဒါပေမဲ့ तू မှာရှိရဲ့ကစားသမားတွေဆိုတာတကယ်တော့ तू ကင်ထားတဲ့အယုတ်တွေဗျာဒီလား तू ကင်ထားတဲ့အယုတ်တွေ तू ကင်ထားတဲ့အယုတ်တွေကို तू 100% မညှစ်ထုတ်နိုင်သေးဘူး तू နီးပြစလုပ်ထဲအတိတိုင်းဟိုအင်ဇာဂီနီးပြလုပ်တယ် bro အင်တာမီလန်ကိုဘာကောင်နေမို့လို့လဲအင်တာမီလန်ကောင်တွေကဟုတ်လားကျွန်တော်ပြောလုံးပြနေတယ်အဲ့ဒါဘာဆိုအဝတ်တကူအရေးကြောင်ညှစ်ပြနေရတာဒီလား easy ပဲပြီးရင်အခုကျွန်တော်တို့ very big topic နဲ့ပြောရဆိုလို့ရှိရင်အခုမြင်းကြ Adidas out or Adidas stay ဘရိုကျွန်တော်ကဘာ Arsenal fan လည်းမဟုတ်ဗျကျွန်တော်ဘေးနာထိုင်ကြည့်နေဒီလားကျွန်တော်တကယ်ချင်းတို့ကျွန်တော်မြင်ပြော Arsenal fan မင်းတို့လို့ငါမြင်နေတယ်လို့ငါတို့ Pochettino နဲ့ဖြစ်တယ်လို့မင်းတို့ဖြစ်မှာတော့လို့ကြည်နေလို့စီးမြကောင်တွေအားလုံးကဆက်နေဒီစီးမြအကောင်တွေအားလုံး prime time တွေလွန်သွားပြီဒီနီးပြကြီးနဲ့ major trophy မရပါဘူးအဲ့တိုင်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒီကောင်ဆက်ထားရင်ကျွန်တော်အဲ့လိုပဲမြင်တယ်အရန်ပြ wasted times ချိန်နေရန်ကုန်တယ်ဟိုအခုအနေထားအခုတွေးမိတဲ့အနေထားတေချာတာသူဆက်ရှိမယ်လာမယ့်နှစ်မှာအဲ့တော့ဘာတာလဲရောက်လာပြီဆိုတော့ဟိုရှင်းလေးဗျာဒီခေါင်းတွဲနဲ့ဒီယထာကိုဆွဲဖို့သိတယ်မလားဒီခေါင်းတွဲသည်မရောက်နိုင်ဘူးတီးပူတော့အဲ့ဒီအတွက်ကိုဒါသည်သူ့အခုပြင်ပေးတယ်ဝယ်ပေးတယ်ဆိုတာဒါသူ့ကို last chance ပေးလိုက်တဲ့အသင်းဘက်ကနေပံ့ပိုးမှုကအခုပေးထားတဲ့တောက်လျှောက်ငွေသုံးပေးထားတာနဲ့ပေးထားတဲ့အချိန်တွေကသူ့အနေနဲ့လုတ်ပြဖို့အချိန်ကိုကြော်လွန်သွားပြီသူ့အနေနဲ့လုတ်ပြဖို့အချိန်ကိုကြော်လွန်သွားပြီသူ့ဘက်ကမကောင်းလားပြောဖို့ကလည်းမကောင်းဆိုတဲ့အရာဖလားရဖို့အတွက်ကိုစူပါနီးပြတယောက်ဖြစ်ဖို့အတွက် Premier League နဲ့ Champions League ရဖို့အတွက်ကိုသူ့ဘက်ကနေပြီးတော့မပြည့်စုံသေးဘူးဘာဖြစ်လို့လဲဆိုတော့ तू ကအဲ့တပွဲတို့ပွဲတွေအဓိကပြောရမယ်ဆိုလို့ရှိရင်ဘုံမောင်းတဲ့ပွဲကိုချိန်ထိုးပြမှာဗျာဘုံမောင်းတဲ့ပွဲမှာဘာကိစ္စဒီ line တက်ကိုထည့်ပြီးတော့နောက်တစ်ပတ် PSG နဲ့တွားကန်ရမယ်ပွဲရှိတဲ့ဟာကိုဒီ line တက်မျိုးကိုလောက်တာလေသူနဲ့တူတူအလားတူမှားတာအမော်ရင်ပြီးခဲ့တဲ့ Chelsea နဲ့ပွဲအဲ့လိုမျိုးလောက်ပြီးတော့ final ပွဲရှိတဲ့အရာဖြစ်လို့အဲ့လိုမျိုးလောက်တာလေသိတယ်မလားအဲ့လိုမျိုးပုံစံနေပေါ့နော်အဲ့တော့ immature ဖြစ်တာမဟုတ်ငုံနေသေးတာသိလားဗမာလိုပဲပြောလိုက်မယ်ငုံနေသေးတယ် तू ဒီဟိုဒီ level ကိုကောင်းတယ်ကျွန်တော်ပြောပြမယ်ဗျာသူက 2.0 ဘလို့မှ 4.7 နဲ့ရှင်မောင်းလို့မရသေးဘူးလောလောဆယ်ဟိုဟာပေါ့ကိုကျွန်တော်တို့အာတီတာကြောင့်ပြောလို့ကျွန်တော်နည်းနည်းလေးလည်းဖြတ်ပြောလိုက်ရမှာအခု comment တွေမှာကျွန်တော်လည်းတွေ့လို့ comment ဟာတွေတော့တိတ်တော့အာရုံမလာပါဘူးပြောချင်တာပဲဒါပေမဲ့3 4 5ယောက်ဆိုတော့ကျွန်တော်တို့ကဒီလိုပြောနေတဲ့အချိန်မှာနည်းနည်းအထင်လွဲမှာဆိုလို့ပြောချင်တာဗျာဟုတ်အခုဒီမှာတွေ့နေတာ2ယောက်တော့အာတီတာရှိနေသူဖင်ခံနေရမှာတော့သိမလားတန်ဟတ်တော့အိတ်ထက်သားတယ်အဲ့ဒါကြီးကြောင့်ကျွန်တော်တို့ကလက်မခံဘူးဘာလို့ဆိုတော့ကျွန်တော်အာတီတာဝေဖန်နေရဆိုတာကဖလားယူပေးမယ်အဆင့်1နေရအောင်ဘွဲဝိုင်းချင်းမတူတော့ဘူးချင်းနဲ့ပတ်သက်ပြီးကျွန်တော်ဝေဖန်နေရဗျာဘွဲဝိုင်းချင်းမတူတော့ဘူးအာတီတာကိုစကားပြောနေတာကကလော့ဘ်ရဲ့အာတီတာရဲ့ဂွာဒီယိုလာရဲ့အခုအန်ဆယ်စလော့ရဲ့ပေါ့စတင်ဘလူးရဲ့အဲ့ဒီစပွဲဝိုင်းထဲမှာအမိုးရင်မပါဘူးအဲ့ဒီစပွဲဝိုင်းထဲမှာသိတယ်မလားဟိုကျန်တဲ့နီးပြတွေမပါသေးဘူးဘာဖြစ်လို့လဲဆိုအသင်းကို consistent ဖြစ်စေတယ်အာတီတာကောင်းတာနဲ့စိုးတာမှာ2ချက်ရှိတယ်အတီတာကောင်းတာနဲ့စိုးတာ2ချက်ကဘာလဲဆိုအာဆင်နယ်ကဘယ်ဘဝလာတာလဲဆိုတော့ဥရောပချန်ပီယံလိဂ်တင်မဟုတ်ဘူးယူရိုပါလိဂ်တောင်နတ်မမှန်တဲ့ဘဝကနေနတ်မှန်တဲ့ဘဝကိုအာတီတာလာတယ်ဟုတ်တယ်နတ်မှန်တဲ့ဘဝကနေမှကျွန်တော်ဒါပွင့်လင်းပြောပြတာနော်တစ်မရပါပဲနှစ်ကြီးပဲ3နှစ်စက်တိုက်လဲလွယ်တဲ့ကိစ္စတော့မဟုတ်အဲ့ဒါပြောချင်တာဗျာပြင်မှာအဓိကဘာလဲဆိုသိတယ်မလားဟိုကျွန်တော်ပြောချင်တာဗျာမျက်စိမိတ်ပြီးတန်းနဲ့ပြစ်လို့ခေါင်းထိတဲ့ head shot ဖြစ်တာကအောင်မြင်မှုဒါပေမဲ့ဘလို့ပြရင်မကြီးပဲသွားထိတယ်ဆိုတာလေသွား short တွက်လို့မရဘူးသူရဲ့ power scope ထဲမှာတခါလေးကြရင်ကိုရဲ့နည်းနည်းဒီကောင်တွေကလိုက်ပြီးတော့အနောက်ကနေလိုက်ရောလိမ့်တာရောလိမ့်နေတာဗျာတကယ်အဲ့ဟာကိုကျွန်တော်တို့ကအញ្ញမ်းကန်တယ်အဲ့လိုရောလိမ့်လို့ရတဲ့ပုံစံရောလိမ့်လို့ရတဲ့ပုံစံမျိုးမဟုတ်ဘူးဗျာတင်မလားရောလိမ့်လို့မရဘူးရောလိမ့်လို့မရဘာလို့ဆိုတော့ကျွန်တော်လည်းအဲ့ဒါခဏအဲ့လိုမျိုးတွေတွေ့တယ်ကျွန်တော်အာတီတာကိုနော် TF မှာပြောအကိုစမှာပြောကျွန်တော်အာတီတာကိုထောက်လျှောက်ဝေဖန်တယ်ပြောတယ်ဆိုပေမဲ့အဲ့လိုရောလိမ့်လာမျိုးဆိုလက်မခံဘူးဗျာကျွန်တော်တို့အသေးရဲ့ level ကလက်ရှိမှာဒါဘလုံးမကြီးရဲ့လူတွေဆိုလက်ခံပါပဲနောက်ရာသီ title challenge 3သင်းမှရှိရဲ့အဲ့ဒါ Man City ရဲ့ Arsenal ရဲ့ Liverpool ရဲ့ဗျာကြိုက်တဲ့လူဘောလုံးပွဲတကယ်ကြီးရဲ့ကြိုက်တဲ့ fan သွားမေးအဲ့လိုပဲပြောမှာပဲကျွန်တော်တို့အဲ့ level မှာဗျာသိလားကျွန်တော်တို့အဲ့ level ကနေကျွန်တော်တို့ champion ဆိုတဲ့နံပါတ်1နေရာအောင်မရလို့အာတီတာကိုကျွန်တော်တို့ဝေဖန်နေရသိရမလားအာတီတာရှိရင်ဘာဖြစ်လာမှာမဟုတ်ဘူးအဲ့လိုမျိုးတွေမဟုတ်ဘူးဗျာကျွန်တော်တို့က
အာဒီတာတန်းတစ်ခုမှရှိရဆိုတော့ကျွန်တော်အားလုံးလက်ခံထားပြီးသားမကြိုက်တာမကြိုက်တာပဲ သူလည်းတခြားအသင်းသွားရင်ဖလားရသွားနိုင်တယ် အဲ့ဒါပြောချင်တာဗျာ သူနဲ့ကန်ကြမာကဒီလောက်ပဲဖြစ်နေတယ် ရောလိမ့်လာလေးတွေကိုနည်းနည်းရောသွားမှဆိုလို့နည်း remind လုပ်ပြမတူဘူးဆို ရောလိမ့်လို့တော့မရဘူးသိလားအခုဆိုလို့ရှိရင် Ange Postecoglou ဒီအာတီတာထက်ပိုတော်လားမေးလို့ရှိလို့ရှိရင်အာတီတာထက်ပိုအောင်မြင်တဲ့ဖလားကိုရသွားပြီအဲ့ဒီအတွက်ကိုသူ့ကိုကျွန်တော် respect တစ်ခုပြောရတော့မယ်သူ Europa League ယူပေးထားတယ်လေအာတီတာအဲ့လိုအစ်စ်မှာ Villarreal ကိုမယူပေးနိုင်ဘူးဘာဖြစ်လို့လဲဆိုအာတီတာဒီနံပါတ်1ချက် pressure တန်းကိုမခံနိုင်ဘူးအာတီတာရဲ့အားနည်းချက်ကဒါပဲ main point လေအရေးကြီး pressure တန်းနေလာပြီးဆိုရင် तू မလုံနိုင်တော့ तू ကိုယ်တိုင်ခြေတုံလက်တုံဖြစ်နေဒါဘာဖြစ်လို့လဲငုံလို့သိလား तू ငုံလို့အဲ့လိုမျိုးပဲမနစ်ကတပွဲတည်းမှားတာမနစ်ကဆိုလို့ရှိရင် Man City ကိုအတာကစားနေပြီးတပွဲမှားသွားတာဘယ်ပွဲလဲဆိုတော့ Newcastle Aston Villa နဲ့ပွဲမှာ Jorginho ကိုသွားတုံးတာတို့ Kai Havertz ကို Rice Row မှာသွားတုံးတာ ဟုတ်တယ် အဲ့ဒါနဲ့ဖလားမရတာအဲ့တပွဲပဲ ဟုတ်တယ် ဒီမှာလည်းပါလေ Liverpool 4ပွဲငါတို့4ပွဲဒါပေမဲ့ Liverpool 4ပွဲဘောင်မဝင်တော့ဘူးဗျာရှုံးတာသူတို့ကဖလားဖြစ်သွားလို့ရှော်လိုက်တာ Champion ဖြစ်သွားလို့စိတ်မပါတော့ဘူးသိလားဟိုနီးပြစိတ်ထဲဆိုရင်လည်းကစားသမားစိတ်ထဲခြင်းမှာမဟုတ်ပေါ့ပပလေးကန်လိုက်တာဒါပဲအဲ့တော့အဓိကဆိုလိုချင်တာက Arsenal ဒီဖလားရဖို့အတွက်ကိုနောက်ဆုံး stage ကိုတွားဖို့အတွက်ကိုအခု Arteta ဒီ club နဲ့ရှင်ပြိုင်ပြီးသွားပြီဖလားမရဘူး Guai နဲ့ရှင်ပြိုင်ပြီးသွားပြီဖလားမရဘူးဟေးဒါပေမဲ့ तू နှစ်ကိုတွားပြီးပြီဒီအဆင့်မှာရက်ပြီးပြီ Champion League ဗျာစိတ်ပူစရာမလိုသိလားဒီ January မှာလာမင်းလေမင်းတို့ Champion League ဝင်မလားဆိုအဲ့ဒါကိုစိတ်ကိုမပူဘူး စိတ်ကိုမဝင်စားတော့ဘူးဗျာသိရမလား စိတ်ကိုမဝင်စားတော့ဘူးဒါပေမဲ့ဒီနီးပြနဲ့ Arsenal အောင်မြင်မှာမဟုတ်ဘူးကျွန်တော်တို့လိုချင်တာဒီအောင်မြင်ဆုံးအဆင့်ကိုလိုချင်တာ Premier League ရချင် Champion League ရချင်သိတယ်မလားအဲ့တော့အဲ့လိုမျိုးအဆင့်ရဖို့အတွက်ဆိုလို့ရှိရင်အာတီတာအနေနဲ့အာတီတာနဲ့တင်မလုံလောက်တော့ဘူးဘာဖြစ်လို့လဲဆိုသူ့အရှိမလုံးပြနေတဲ့အခုဆိုလွယ်လွယ်ကူကူမြင်ရတဲ့ Hansi Flick နော် Hansi Flick ဘယ်လိုလုပ်ပြသွားလဲဘယ်လူတွေနဲ့လုပ်ပြသွားဒါကိုတေချာလေးကြည့်ရမယ်မှန်တယ်လမစီကဘယ်လောက်ပဲထွက်သွား Arsenal squad up ကညံ့မနေဘူး ဟုတ်တယ် ဘယ်နည်းပြလာအရင်ကြီးစိုးမနေဘူးအဲ့တော့ဒီယာဒီမှာ तू ဆက်ရှိမယ် तू ဆက်ရှိတဲ့ဒီယာဒီမှာအတင်းကလည်း supporting ပေးမယ်အဲ့တိုက်စစ်မှုဆိုတဲ့အရာကိုကျွန်တော်အခုအဲ့ဒီအဖြေကိုသိကျင်တာ तू ကမလိုချင်တာမဟုတ်ဟို Sesco နဲ့ Guicaras ကိုညင်းနေတဲ့ဇကားကိုကျွန်တော်ကအဖြေထုတ်ချင်တာမဟုတ် तू က long striker မလိုချင်တာလားဂိုးသွင်းနေတဲ့ player မလိုချင်တာလားသူ့ရဲ့ကစားကွက်က तू အခုကျွန်တော်ကြည့်တယ် Gabriel Jesus ဗျာ तू စဝယ်လိုက်တယ် तू ကဒီ blocking တွေကိုဖြီဖို့အတွက်ကို Gabriel Jesus နဲ့ပဲတွားကျင်တာလား off the ball မှာ off the ball မှာအတင်းကိုကူညီနိုင်တဲ့ကောင်မျိုးလိုချင်တာဗျာသိရမလားလောကထီထီနေပြီးတော့ကိုသွင်းဖို့ပဲထိုင်ဆောင်နေတဲ့ကောင်မျိုးမလိုချင်ဘူးအဒီတာအဲ့လိုမျိုး အဲ့လိုမလိုချင်တာကနေအဲ့ဒီ player လေးတွေကျိုးသွားတဲ့အခါမျိုးမှာလုံးဝလူမရှိတဲ့ဘဝဖြစ်သွားတာသိတယ်မလားအဲ့တော့အဲ့ဒါတွေကိုကျွန်တော်ကပြောပြတာအဲ့တော့ Arsenal အနေနဲ့လာမယ့်နှစ်မှာတော့ကျွန်တော်တို့မှာ choice မရှိဘူးအများအားပြောပြီးသားပဲဘယ်ပရိသတ်မဆိုပရိသတ်ကကျွန်တော်တို့အတင်းကိုအားပေးပြီးဆိုရင်ကျွန်တော်တို့မှာလုံးပိုင်ခွင့်ဘာမှမရှိဘူးအတင်းဟိုနီးပြလုံးပိုင်ခွင့်ရှိတယ်သူဒီ Arsenal မဟုတ်ပဲတခြားအသင်းကြောင့်ရင်လည်းသူတခြားအသင်း fan ဖြစ်ချင်လည်းဖြစ်မယ်ကျွန်တော်တို့ fan တွေဆိုတော့ရည်ရွယ်ချက်က Man U fan ပဲဖြစ်ဖြစ် Arsenal fan ပဲဖြစ်ဖြစ်ကျွန်တော်တို့ Liverpool Chelsea ကြိုက်တဲ့ fan ဖြစ်ဖြစ် fan ဆိုတဲ့အရာနှလုံးသားထဲကပြောင်းလို့မရတော့ကျွန်တော်တို့တခြားဘာပဲလုပ်ကျွန်တော်တို့ကလက်ခံရမယ်ရှုံးရင်လည်းလက်ခံရမယ်ကျွန်တော်တို့တို့တရားပါစာချုပ်တွေပဲပြောင်းလဲလို့မရတာအဲ့တော့အာတီတာနဲ့အဆင်မပြေရင်လည်းတခြားလူနဲ့အဆင်ပြေတခြားလူနဲ့အဆင်ပြေပြေးချင်တာပြေးဒါပေမဲ့အသင်းကိုဒီအခြေတီရောက်လာတဲ့အပေါ်မှာတော့ကောင်းတယ်ဒါပေမဲ့အခုဆွေးနွေးနေတာဒီအာတီတာလာမဲ့နှစ်အတွက်ကိုဘယ်လိုမျိုးပုံစံမျိုးနဲ့သူသွားမလဲဟုတ်တယ်မျိုးဒီ transfer ကျွန်တော်ပြောတယ်ပြီးခဲ့တဲ့ transfer မှာလဲကိုမင်းသူပတ်မိမှာပါ January မှာပြော January က all or nothing ကျွန်တော်စိတ်ဝင်စားဘူးနောက်နှစ်ကိုဒီ transfer မှာတိုက်စစ်မှုမဝင်ဘာမှမဖြစ်ဘူးတကယ်လည်းမဝယ်ဘူးဘာမှလည်းတကယ်လည်းဘာမှမဖြစ်ဘူးလीနော်ဘာမှမဖြစ်သွားဘူးတိုက်စစ်မှုတယောက်မဝယ်ရင်ဘာမှမဖြစ်ဘူးဆိုတဲ့အရာကိုမြင်နေရတယ်အမြဲတမ်းအာဆင်နယ်နှစ်ကြာကြီးဘာလို့ဖလားမရတာလဲအာဆင်ဝင်းကအာဒီတာကိုမွေးလာတဲ့ကောင်ဘာလို့ဖလားမရတာလဲမင်း transfer ကြောင့်ဖလားမရတာသိတယ်မလား transfer ကြောင့်ဖလားမရတာ transfer မှာအတော့ရှင်းလေးအဲ့လိုမျိုးပဲအခုဆိုရင်လည်းမေးမယ်ဆိုရင်လည်းဘာနီးစနစ်တွေဘာတွေဒါတွေဖက်လူကြောင့်ပဲသူဘယ်တော့ခေါင်းမှာဗျာသိတယ်မလားဘယ်တော့ပဲခေါင်းမှာtransfer မလုပ်ပေးနိုင်ဘူးသူ့မှာလူ25ယောက်ရှိမယ် quality မှီတယ်17ကျန်တဲ့လူတွေကအရင်ကိုသမား3ယောက်အဲ့ဒီ quality မှီတာရှိတယ်ဆိုလို့ရှိရင်ဒါတကယ်ပဲသိတယ်မလားကျွန်တော်တို့အတွက်ရှုံးနေမှုကျွန်တော်တို့အတွက်ဒုတိယဆိုတာအခုမှမဟုတ် Ferguson နဲ့99ကန်လဲ98မှာဖလားရပြီး99မှာဒုတိယရတယ်ပြီးသွားရင်ကျွန်တော်တို့အဲ့ဒီအရသာတွေကိုအဲ့ဒီမှာတည်းက6နှစ်လောက်ကရင်ပါပြီးသွားပြီ
သိရမလားဟိုတချို့တွေပြောကြတယ်ဗျာဟာငါတို့အတင်းက player ဗန်ပါစီရောင်းတာကိုဘယ်လိုခံစားရလဲဆိုကျွန်တော်ဘယ်လိုမှမခံစားဘူးဟန်နရီအတင်းကပြောင်းသွားတဲ့အာဆင်နယ်ရဲ့ဝိညာဉ်ကထွက်သွားသလိုပဲ ဟုတ် ပြီလား Thierry Henry ဆိုတဲ့ player ကိုဘာစီလိုနာကိုရောင်းလိုက်တယ်ဆိုတဲ့ဟိုကအဲ့ဒီဝိညာဉ်ကထွက်သွားသလိုပဲ player တော့မနေနိုင်မဲနဲ့ပြန်လာကန်တာတန်ဟောစင်ကြောင့်အဲ့တော့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီအချိန်တွေမျိုးမှာအာတီတာလုံနိုင်တာကိုမင်းအတွက်ကဖလားတစ်လုံးမင်းကိုအောင်မြင်စေခြင်းနဲ့အာဆင်နယ်မှာမဟုတ်ပဲတခြားနီးပြလာရင်လည်းအောင်မြင်သွားမယ်မင်းကံမပါတာလားမပြောတတ်ဘူးအဲ့တော့သူ့အနေနဲ့ဒီ transfer ကိုကောင်းကောင်းအသုံးချဖို့လိုတယ်ဒီ PR တွေဗျာသိတယ်မလားအရန်သုံးမယ်တွေ100ပဲသုံးမယ်တို့300သုံးမယ်တို့သိတယ်မလားလူတွေကတော့မျောလင်းချက်တစ်ခုနဲ့လိုက်ရှင်တန်နေတာပေါ့ဗျာအဲ့မျောလင်းချက်တွေနဲ့ကျွန်တော်ကယုံကြည်သိမ့်မရှိဘူးအခုကကျွန်တော်တို့ကတန်း60လောက်နှုတ်ထားလိုက်လို့ရပြီလေသိရမလားစူပီမန်ဒီအတွက်ပေးရမယ်ဟာနှုတ်ထားလိုက်လို့ရပြီဆိုတော့โอเคကျွန်တော်တွေးကြည့်တာပါဥမာရိုဒရီဂိုလည်းတက်တယ်ယောဂရက်စ်တို့လည်းတက်တယ်ထားပါတော့တိုက်စစ်မှုတရားမဖြစ်မနေခေါ်မယ်လက်ဘရခုနာပြောလို့လက်ဝင်နဲ့ right ဝင်ကောင်းကောင်းစောနိုင်တဲ့80 80တန်လောက်ပေါ့ဗျာဥပမာပြောချင်တာတဲ့မလားရိုဒရီဂိုတို့ဗျာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးကောင်နေတော့ထက်လက်ခေါ်မယ်မထင်ဘူးကွာဆိုတော့တိုက်စစ်မှုကိုကျွန်တော်တို့က80 80လောက်သုံးအောင်ပါဗျာယောဂရက်ခေါ်Ciscoခေါ်ဆိုအဲ့တော့ထားပါတော့ဟို Kudus လိုကောင်မျိုးတစ်ကောင်လောက်အဲ့လိုမျိုးရရင်လည်းမစိုးဘူးဗျာဝင်တာအတွက်ကလေတကယ်ဟိုဖြစ်နိုင်ခြေရှိတဲ့ဟာပေါ့နော်တခါလေကြောက်လဲအရန်စိတ်ကူးရင်မဆန်တာကောင်းတယ်ဗျာဂိမ်းနဲ့အသင်းပိုင်ရှင်တွေဘက်ကလိုက်ပြီးဘောမပေးရမဟုတ်သူတို့လည်းနားလည်ပေးရမယ် FFP rule တွေပါကြားတွေကလုံနေတာဖြစ်တဲ့အတွက်ဗျာသိရမလားအဲ့တော့ဖြစ်နိုင်ခြေရှိတဲ့ဟာပေါ့ပြိတ္တတွေအနေနဲ့လည်းကျင်တဲ့ဟာကျွန်တော်လည်းပြောလို့တိုက်စစ်မှုကောင်းကောင်းတကောင်ယောဂရက်လည်းရတယ်ဆက်စကိုလည်းရတယ်ခေါ်ပြီးရင်ခုနပြောလို့ဝင်ကားတော့ခေါ်မယ်ဗျာမာတင်နယ်လီနဲ့ Trossard ထပ်ပူကောင်းတဲ့ကောင်မျိုးပေါ့ဥမာဆို Premier League မှာဆို Kudus ပဲဖြစ်ဘယ်လိုပုံစံဘယ်လိုတိုက်မျိုးလဲဆိုတော့လီဗာပူးဂျိုတာဝယ်လိုက်တဲ့နှစ်ကတိုက်မျိုးသိရမလားအဲ့နှစ်ကဆိုဂျိုတာတော်တော်ကောင်းတယ်ဗျာအဲ့လိုမျိုးတကောင်လို့တယ်ပြီးရင်ကျွန်တော်ကွင်းလယ်မှာစူပီမန်ဒီနဲ့ဒါဆိုရင် perfect ဖြစ်ပြီဗျာဟိုလက်တိုက်3ကောင်ပြီးတော့နောက်အရန်ပဲနေရာသူတို့ဖြည့်ချင်လဲတကောင်လောက်ပေါ့နော်အဲ့ဒါဆိုရင်ဒီ transfer ကကျွန်တော်တို့ကတော့ success ဖြစ်တဲ့ transfer တစ်ခုဖြစ်လာမှာပဲအဲ့ဟာဝင်ကျင်တယ်ဗျာအဲ့လောက်ဆိုပြိသက်နေနဲ့ကျင်တယ်အဓိကတောင်းမြတိုက်စစ်မှုအထောင်တော့ဝယ်ရမယ် Geogras ဖြစ်Sesco ဖြစ်ဝယ်တိုက်စစ်မှုကလေသိလားတပွဲတို့သွားလို့ယူရိုဖလားတို့ဥမာချန်ပီယံလိနောက်ဆုံးပွဲတွေမှာအဲ့လိုမျိုးလူလုံးဝကျိုးသွားလို့ကစားရတာဆိုလက်ခံတယ်ဒါပေမဲ့ Premier League လိုမျိုး League ပွဲတွေအရှည်38ပွဲလုံးမှာတိုက်စစ်မှုမပါပဲဖလားလို့ကျင်လို့မရဘူးဟုတ်တယ်ဘာဖြစ်လို့လဲဆို Leicester ဆိုတာအသင်းအသေးတွေကနေဖလားရတာတဲ့ Leicester မှာ Vardy ရှိတယ်လီဗာပူးမှာဆာလာရှိတယ်တိုက်စစ်မှုမဟုတ်ရင်တော့မှဂိုးတွေဒိုင်ကန်တစ်နှစ်ကိုအနည်းဆုံးဂိုး20သွင်းပေးမဲ့လူမရှိရင်အဲ့ဒီတင်ဖလားမရဘူး20အဲ့ဒီတင်ဖလားမရဘူးအဲ့တော့ Leicester မှာကြည့်ရင် Vardy ရှိတယ်ဗျာအဲ့တော့ United အောင်မြင်ခဲ့တဲ့အချိန်မှာ Van Persie ကို Ferguson ကဘာဖြစ်လို့ပြိုင်ဘက်ရှိရနေ Lewandowski ရဲ့ Zeko ရဲ့ကိုခေါ်တာဒီ Zeko ကလည်းမလာဘူး Lewandowski ကလည်းမလာလို့ Henry Van Persie ကိုခေါ်ပြီးနံပါတ်20ပေးပြီး Premier League အချိန်20ယူသွားတာဒီသူလိုအပ်တဲ့နေရာကိုဖြည့်သွားတာအဲ့လိုမျိုးပဲအများကြီးလို့သူရှိမှ Rooney ရှိတယ်အခု Arteta ပုံစံမျိုးနဲ့ဆိုဘယ်ဝဲမလဲဘယ်အဲ့လိုမျိုးလုပ်မလဲမရဘူး bro မရဘူးဖလားလိုချင်လို့ရှိရင်နီးစနစ်မှာလည်းခေါင်းမာလို့မရတယ်လို့ကစားသမားကိုလည်းခေါင်းမာလို့မရဘူးကစားသမားကိုနီးစနစ်ကိုခေါင်းမာခြင်းဂွာကြီးလို့ခေါင်းမာနိုင်ရင်လည်းဂွာကြီးကလည်းသူ့ရဲ့အသင်း squad depth တွေကိုကြည့်ရောက်ခဲ့တဲ့အသင်းတိုင်းမှာဘယ်လိုမျိုးပုံစံမျိုးလူတွေကိုပိုင်ဆိုင်ထားလဲဆိုတော့သိရမလားအဲ့တော့အာတီတာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အာဆင်နယ်အသင်းအောင်မြင်မှုကိုပဲကြည့်ရမှာပဲကစားသမားဆိုပုံကူဆွဲထားလို့မရဘူးပုံကူဆွဲထားမှာဟာဒီကောင်နဲ့မအောင်မြင်ဘယ်သူနဲ့မှမအောင်မြင်ဘူးဆိုတဲ့အတွေးခေါ်တွေကမှားနေတယ်လေဘာလို့လဲဆိုသူနဲ့အောင်မြင်ထားတာမဟုတ်ဘူးအောင်မြင်လမ်းကြောင်းပေါ်ပဲရောက်လာတာအောင်မြင်မှုအတွက်နီးစပ်လာတာပဲရှိတာအောင်မြင်တာမဟုတ်ဘူးအောင်မြင်မှုဆိုတာဖလားရခြင်းပဲအခုအဆင့်16ရောက်သွားတဲ့စပါးဒီယူရိုပါလိချန်ပီယံဖြစ်ပြီးတော့ချန်ပီယံလိကိုတက်သွားတဲ့အချိန်မှာအဲ့ဒါအရန်ကျွန်တော် win-win situation ဗျာသိလားစပါဖလားရသွားတော့အာဆင်နယ်အိတ်နေလို့မရတော့ဘူးအရန်ကိုနိုင်ငံတကာမှာပြိုင်ဆိုင်မှုကြီးတယ်ကျွန်တော်တို့မှာကတော့မန်ယူနဲ့အာဆင်နယ်ပဲကြီးတာအဲ့ဒီအတွက်ကိုအာဆင်နယ်အတွက်ကဒါအရန်ကောင်းတယ်ဖီအားအကောင်းဆုံးဖီအားပေးလိုက်တာပိုစတီကိုကလူပဲအဲ့တော့ဘယ်နီးပြကိုလာစေခြင်းလဲဆို whoever ဘယ်သူပဲလာဒါပေမဲ့တခုပဲဗျာ process နဲ့လူငယ်နီးပြတွေမလိုချင်တော့ဘူးကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်သိတယ်မလားအနည်းဆုံးအတွေ့အကြုံရှိပြီးတော့တဘာရဲနဲ့နီးပြတရားရောက်ကျွန်တော်တို့ကအကိုရဲ့ကျွန်တော်တို့ကဖြစ်ချင်တာသာရှိတယ်လက်ရှိမှာကျွန်တော်တို့ကနီးပြအစ်စ်ကြောင်းကျွန်တော်တို့ကမပြောတာကောင်းတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီလိုဗျာအခုအချိန်ကြီးကဘယ်လိုလဲဆိုတော့ကျင်းနေတယ်နီးပြအစ်စ်ကလမ်းမှာမဟုတ်အာတီယာနဲ့ပဲဆက်သွားမှာ
အဒီဒါဒီနှစ်မှာထမရခဲ့ရအောင်ဆိုရင်လေဒီကောင်ကျင်းတွေလစ်ကတော့မှာ လစ် ဒီကောင်ဒီနှစ်မှာတခုထက်ရရင်လေဒီကောင်ဆက်ရှိသွားတော့မှာဗျာအဲ့တော့ကျွန်တော်တို့ကနီးပြအစ်စ်ကြောင်းကပြောစရာမလိုမဖြစ်မနေဘူးဒီ2025-26ရာသီမှာဒီလိုပဲဘာမေဂျာထရိုဖီမှမရဘူးဆိုရင်အဒီဒါကျင်းတွေမဟုတ်ရင်တော့ပါဗျာပရိသတ်တွေဘာညာဝိုင်းအော်လို့လစ်ကနိုင်ချေများတယ်ပေါ့ဒီတရားဒီတော့ကျွန်တော်ကကျင်းတွေအဒီဒါနဲ့ပဲရှေ့ဆက်အောင်ပါဗျာအဲ့လိုပဲကျွန်တော်မှတ်ထားပြီကိုခုနပြောလို့ပေါ့နော်ဟိုမင်းလို့ပေါ့စောင့်ကြည့်မယ်ဒီ transfer လေးတွေနည်းနည်းရင်ခုန်မယ်ဒီလောက်ပါပဲသိရမလားတိတ်ပြီးတော့ဒါဘောလုံးရဲ့ရေးစည်းကြောင်းအရာလူတွေတယောက်နဲ့တယောက်နောက်ကြတယ်ဟာဟိုဟာဒီရတာပြောတာကျွန်တော်တို့လောက်ဒူတာဒူပေတာပေခံတဲ့လူဟာခင်ဗျရှာကြည့်လိုက်သိလားသဘောပေါက်လားကျန်တဲ့လူတွေလောက်မပြောနဲ့ဖလားရဖို့အတွက်ကိုနိုင်ငံအသင်းမှာဆို36နှစ်စောင့်ခဲ့တာသဘောပေါက်တယ်မလားဒီအသင်းကိုဖလားရသေးခြင်းလုံးလို့အခုကလပ်အသင်းမှာဆိုနေလဲကျွန်တော်တခုစိတ်မပူတာကျွန်တော်တခုစိတ်မပူတာဗျာအခုဒီမှာကြည့်နေတဲ့လူတွေထဲမှာလဲเนาะထားပါတော့အာဆင်နယ်ဖလားမရလို့ဘာညာလှောင်ခြင်းလူရှိမယ်နည်းနည်းပြောဒါပေမဲ့ကျွန်တော်တခုစိတ်ပူတာဘာလဲဆိုတော့ကျွန်တော်တို့ကဒီနေ့ဒီချိန်ကနေစဒီနေ့ဒီချိန်မှမဟုတ်ဘူးဗျာဟိုထားပါတော့ဒီနေ့ဒီချိန်ကနေစပြီးတော့နောက်ရာသီစတဲ့အချိန်ဘောလုံးပွဲတွေပြန်လာပြီးနောက်ရာသီပြန်စားတဲ့အချိန်ကျွန်တော်တို့က relax ပဲဗျာတက်တောင့်တက်တာနဲ့ကြည့်လို့ရကျွန်တော်တို့အတင်းကထားပါတော့ Premier League ပွဲစဉ်ဘယ်ကောင်နဲ့တွေ့မလဲကျွန်တော်တို့ fight မယ်နိုင်မယ်ဆိုရင်ယုံကြည်ချက်ကျွန်တော်တို့မှာရှိရဗျာသိရမလားဒီနွေရာသီမှာကျွန်တော်တို့ transfer ကောင်းကောင်းလုပ်မယ်ပတ်စံလည်းမဖြစ်မနေတော့ဗျာသိရမလားလူ2ယောက်3ယောက်လောက်တော့ခေါ်ပြီးတော့ပတ်စံသုံးပါပဲလက်ရှိအသင်းမှာလည်းတကယ် world class player တွေဆိုရင်4-5ယောက်လောက်ကျွန်တော်ပိုင်ဆိုင်ထားတယ်ဟို future အနေနဲ့ကြည့်မယ်ဆိုတော့ဘယ်နည်းပြပဲလာကျွန်တော်တို့ကတော့ပြိတ္တတွေအနေနဲ့စိတ်အေးနေရအောင်ပါဗျာโอเคဗျာရာသီကုံလို့ major trophy မရရင်တော့ကျွန်တော်လောင်ရတာပဲခုလိုမျိုးထက်ရှိရှိပါဘူးသိရမလားအနေထားစားလုံးစားနေတော့မဖြစ်တော့ဘူးပေါ့နော်မဖြစ်တော့ပြုပြင်လွယ်တဲ့ squad တစ်ခုပိုင်ဆိုင်ထားတယ်ဆိုတော့ဗျာသိတယ်မယ်ဟိုလိုမျိုးကြီးကျွန်တော်တို့ David Lewis နဲ့ကိုလာစီနဲ့အဲ့လိုမျိုးဘဝကြီးမဟုတ်တော့ဘူးဗျာအကုန်လုံးအဆင်ပြေတယ်ပြုပြင်ပြောင်းလဲမှုလည်းလွယ်တယ်နောက်တစ်ခုကကြတော့ budget ပေါ့နော်ဒီခေတ်မှာအရေးကြီးဆုံးကအသင်းအတီဆောက်ဖို့အတွက်ဆိုလို့ရှိရင် budget က plus ပြဖို့လိုတယ် FFP rule တွေနဲ့အများကြီး rule တွေနဲ့အဲ့ဒီမှာကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့ကြိုက်တယ်လို့လို့တိုက်စစ်မှုတယောက်ခေါ်ဖို့အဆင်ပြေတဲ့အနေထားကွင်းလဲဆိုလဲ spine တစ်ခုရှိတယ် Declan Rice တယောက်ရှိနေတဲ့အပေါ်မှာပါတီဒိုးရတယ်ဆိုရင်လည်းအခု Zubir Mandi လာတယ်အဆင်ပြေတယ်ဖလားချန်ပီယံဖြစ်ချင်မှဖြစ်မယ်အသင်းကိုတိဆောက်ဖို့အတွက်ကိုတော့လက်တွန့်နေစရာမလိုဘူးဗျာအဲ့ဒါလေးအဲ့ဒါလည်းကျေးဇူးတင်ပါတယ်သူကျေးဇူးတွေလည်းပါတယ်သူကောင်းမာတာတွေလည်းတချို့ချက်တွေကတော့ကောင်းတယ်ဒါပေမဲ့အခုချိန်ကကြတော့အချိုးကွေးတစ်ခုဖြစ်သွားပြီဖလားယူခြင်းနဲ့အချိုးကွေးတစ်ခုသွားမယ်ဆိုလို့ရှိရင်တော့ဖလားယူတဲ့ဟိုဝိညာဉ်ကိုတွဲရမှာပဲသိရမလားမှုတွေမတူတော့ဘူးဗျာသိရမလားတစ်နှစ်နဲ့တစ်နှစ်မှာဟိုအရင်တော့တစ်နှစ်လုံး12ပွဲလောက်ရှုံးပြီးတော့သွားနေတဲ့ဘဝနဲ့အခု4ပွဲလောက်ရှုံးတာမကျေနပ်ဘူးဗျာသိလားမကျေနပ်ဘူးအဲ့လိုဘဝဖြစ်လာပြီနည်းနည်းလူဘာဝလာတာပေါ့ဗျာသိလားအရင်တော့ထမင်းမမှန်တဲ့ဘဝကနေအခုဟင်းမကောင်းရင်ညီးတဲ့ဘဝရောက်လာတယ်အဲ့ဒါလေးတွေတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့မင်းတစ်ခုခုလှုပ်လိုက်အောင်မြင်မှုဆိုတာ9နှစ်ရှိပြီ9နှစ်ခွဲရှိပြီဗျာ6နှစ်ထဲဝင်နေပြီတန်း800သုံးပြီးပြီပတ်စံအမောင်းကအများကြီးမဟုတ်ဘူး9နှစ်မှသုံးတဲ့တန်း800ဆိုတာအများကြီးမဟုတ်ဘူးဒါပေမဲ့အတင်းနဲ့ရောက်တဲ့လောက်မရောက်ဘူးဆိုတာဟိုဒီနှစ်ဆိုတာဒါသူအရန်ကောင်းပါတယ်တရေပွဲတရေပွဲတွေအရန်များတယ်ဗျာဒီလောက်ထိ draw ပွဲ10ပွဲ9ပွဲလောက်လီဗာပူးထပ်ပို့ပြီး draw ကြသွားတဲ့ပွဲတွေသူရဲ့ရောတဲ့အမှတ်ရောတဲ့ပုံစံတွေကလက်ခံနိုင်စရာမရှိတဲ့ပုံစံတွေဥပမာဖူဟန်1-1 draw ကြပြီးတော့ဘာမှထပ်မလုပ်နိုင်တာတို့သိတယ်မလားအဲ့လိုမျိုးဟာတွေဒိုင်ညစ်တာတွေလူကျိုးတာတွေအဲ့ဒီ complaint တွေကပြီးပြီ the end ဒိုင်ကညစ်မှာပဲတသက်လုံးညစ်မှာအဲ့ဒါကိုခေါင်းနဲ့မထည့်နဲ့အဲ့လိုမျိုးပဲတစ်ဖက်ကနေပြီးတော့လဲတိုက်စစ်မှုမရှိလို့ဟိုဟာမရှိလို့တိုက်စစ်တန်းလုံးကျိုးရလို့အဲ့ဒါတွေမကြားကျင်ဘူးအဖေကမင်းလို့မင်းရှိတဲ့လူနဲ့မင်းလို့သိတယ်မလားမင်းလို့ဂိုးတယ်ကွာဥဘာစီလိုနာနဲ့ရီယယ်ပွဲကြည့်ရင်သိမယ်ဗျာဂိုးသွင်းတယ်လက်နဲ့ပုတ်လိုက်တယ်ဒိုင်ကမပြောမပေးရင်နောက်တကိုးထပ်သွင်းတယ်ဘာဖြစ်လဲမဒိုင်မပေးဘူးလေမပေးရင်နောက်တကိုးထပ်သွင်းတယ်မပေးရင်နောက်တကိုးထပ်လုံးဝမှာကိုယ်လို့အဲ့လိုမျိုးနောက်တကိုးကိုလို့အဲ့လိုမျိုးနောက်တကိုးထပ်သွင်းနိုင်ဖို့အတွက်ကိုမင်းတီထွင်နောက်တစ်ခုကအသင်းမှာလက်ဖြစ်နေတာပါဆိုယုံကြည်မှုတွေကိုအရင်မပြောင်းနဲ့နီကိုလတ်ဂျိုဗာနဲ့ကော်နာခေါင်းတိုက်တဲ့အလုပ်ဒီအရင်ကောင်းတယ်ဒါတကယ်လိုအပ်တယ်ဒါပေမဲ့အဲ့ဒါကိုပဲအားကိုးလို့မရဘူးဘောပလင်းရင်ကိုကအရေးကြီးဆုံးပဲသိတယ်မလား Declan Rice real free kick ကန်လိုက်တာကောင်းတယ်မကောင်းမဟုတ်ဒါပေမဲ့အဲ့ဒါအဖြေမဟုတ်ဘူးငါတို့ပွဲထဲမှာမင်း possession မှာကျွန်တော်လိုချင်တာ result ပဲဗျာကျွန်တော်တို့တသက်လုံးမှာကစားကွက်နဲ့အရသာခံမှုပြီးသွားပြီလိုချင်တာ result က main point ပဲဖလားလိုချင် result ယူတတ်ကြတယ် result ယူတတ်မှဖလားရမယ်ရှင်းလေးအလုံးလဲလှရမယ် result လဲကောင်းရမယ်ဆိုမင်း Guardiola မဟုတ် Guardiola တော့ဒီနှစ်ပဲကြာတာပါ
Guardiola ကဒီနှစ်ပဲကြာတာဒါပေမဲ့ Guardiola အသင်းတိုင်းကစားပုံရော result ကိုထွက်တယ်ဒါပေမဲ့မင်း Guardiola မဟုတ်ဘူး Guardiola တပည့်အဲ့တော့မင်း Guardiola ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့မင်းတစ်ခုတီဆောက်လိုက်မရဘူးဒီလူနဲ့ဒီလူ prove me something ဟုတ်မရဘူးအဲ့လိုမျိုးပေါ့နော်အခု Arne Slot ကတော့ pressure 0နဲ့လာမှာPep Guardiola ကလည်း new energy တစ်ခုနဲ့လာမှာသူ့အတွက်ကဘာမှမလိုဘူးသိတယ်မလားကျွန်တော်တို့အတွက်ကအရာရာလိုတယ်ဖလားလိုတယ်ကျွန်တော်စိတ်ဝင်စားဘူးဖလားလိုတယ်အဲ့တော့ဖလားရဖို့အတွက်ကိုမင်းလို့သဘောပေါက်တယ်မလားမင်းတစ်ခုခုလို့ major trophy တစ်ခုခုရအောင် ခဏကိုပြောနေတာဟိုကလေကျွန်တော်အခုမှစဉ်းစားမိသလားအခုပတ်ကွာဒီကိုလိုက်ပြောသလားတကယ်စဉ်းစားကြည့်နော်အာဒီတာနောက်နှစ်စွန့်နေဒီလား major trophy ယူနေဒီသူ့အတွက်လေဒီလားလွယ်တဲ့နီလန်လို့ပြောလို့ရရနော်အခုစဉ်းစားကြည့်တချို့ကျွန်တော်တို့ရန် top ဖြစ်ပါဆိုနီးပြတချို့သူနဲ့ fight ဖို့မရှိတော့ဘူးနော်မရှိတော့ဘူး မရှိတော့ဘူးနော်ရှိတော့ Ancelotti လည်းဝေးသွားပြီနော်ကလော့လည်းမရှိဘူးနော်သူညီလေးရသူလိုအပ်တဲ့ missing piece က champion တစ်ခုခုဖြစ်ဖို့ဟုတ်တယ်နဲ့ champion လေးမှာဘာဖြစ်လို့လဲပြောပြမယ်သူ Guardiola နဲ့ Klopp ရဲ့အောက်မှာပြီးတယ် Guardiola နဲ့ Klopp ရဲ့အပေါ်မှာပြီးတယ်ဂျွန်းဒိုမော့ခုံအကုန်ဖြစ်ပြီးသွားပြီဒီနှစ်ဆိုလို့ရှိရင် Guardiola အပေါ်မှာပထမနှစ်က Klopp အပေါ်မှာဟိုရှင်းနှစ်က Klopp အပေါ်မှာ Guardiola နဲ့ fight တယ် Premier League မှာ Arsenal အများဆုံးနိုင်မှုအကုန် result တွေအဲ့ဒါတွေကဗီဒီယိုထဲထည့်လို့မရဘူးဟုတ်တယ်ဗီဒီယိုထဲထည့်ဖို့အတွက်တမိုင်းမှာမှတ်တမ်းဝင်ဖို့အတွက်ကိုသိလားအခု Europa League Final ကန်သွားတာဘယ်သူမှလာမမေးဘူး Spa possession ဘယ်လောက်ရလဲလို့စိတ်ဝင်စားစိတ်ဝင်စား shot on target ဘယ်လောက်ရလဲလို့ expected goal ဘယ်လောက်ရလဲလို့တေးကြတာတစ်ခုပဲလာမှာနောက်သားသမီးတွေမင်းသားသမီးမြင်းမြစ်တွေလာရင်လာမှာဘယ်သူမြောက်သွားလဲပေါ့ဗျာပါဖလားရသွားတယ်ဒါပဲဘယ်သူမြောက်လဲတော့မှလေးလာပြီးစိတ်အားထက်တန်တဲ့လူပဲကြည်မှာကျန်တဲ့လူကအော် Spa ရထားဘူးတယ် once upon a time မှာ Spa က champion ဖြစ်ထားတယ်အဲ့လိုမျိုးပဲ Arne Slot က champion ဖြစ်ထားတယ် Arne Slot က PSV ကလာတာလားဘယ်ကလာတာလဲတမန်ကဘလို့လဲဘသူတပည့်လဲစိတ်ဝင်စားသိလားဘောလုံးနှုတ်တရားစာတစ်လုံးလိုဖြစ်နေတယ်ဘောလုံး fluid နဲ့ကစားတာလားဘလို့ပုံစံနဲ့ကစားစိတ်ဝင်စားအောင်လေဒါတွေကစိတ်ဝင်စားအဲ့ဒါပဲအဲ့တော့သူ့ဘာသူကွာနောက်တန်းနဲ့ပဲဖလားယူတိုက်စစ်မှုမဝဲအခု transfer မှာကွာဘယ်သူမှမရောက်ဘူးပဲထားတာဒါပေမဲ့တေးကြတာသူ objective တီလုံးဝ expectation ကတခုပဲမင်းဖလားယူရမှာဒါပဲထွက်လိုက်မနိုင်လက်မြောက်လိုက်မင်းကို respect တခုပေးတယ်အသင်းကိုဒုက္ခရောက်နေတဲ့နေရာနဲ့ကယ်တင်ပေးခဲ့လို့အဲ့ဒီကယ်တင်ပေးခဲ့မှု respect ပေးတယ်ဒါပေမဲ့ဘယ်လိုပြောမလဲတချို့ theory ကတော့မှန်ပါတယ်အသင်းက foundation ကောင်းတယ် spine ကောင်းတယ်စူးစမ်းနေတယ်စူးစမ်းနေတဲ့အပေါ်မှာပုံမှန်လေး consistent ဖြစ်လာပြီဆိုလို့ရှိရင်ဖလားကမဝေးတော့ဘူးမှန်တယ်အလုတ်စူးစမ်းတဲ့ပုံစံသိတယ်မလားကန်တရားကဘလောက်ပဲဖဲ့မင်းအရန်စူးစမ်းတဲ့အပေါ်မှာကန်ဖယ်လို့မရဘူးဒါပေမဲ့အဲ့ဒါဒီဘက်ခေတ်မှာအဲ့လောက်အကြာကြီးမလောက် decade တစ်ခုတော့မင်းကိုမဆောက်အခုက half decade ရှိပြီနော်မင်း9နှစ်ခွဲရှိနေပြီ9နှစ်ခွဲရှိနေပြီဆိုတော့ကျွန်တော်မြောက်ပေးတာမဟုတ်ဘူးဘယ်နဲ့အာတီတာကိုများကျွန်တော်ကဆက်ရှိစီလို့မြောက်ပေးရဖြစ်အောင်အာတီတာဆက်ရှိတော့ကျွန်တော်ဘာပြောမှာမလို့လဲဘာမှပြောပါဘူးကျွန်တော်လည်းအဝေးကြီးပဲမြောက်ပေးရအောင်လည်းမဟုတ်ဘူးကျွန်တော်ကဘာဆွဲပါလည်းမရှိဘူးကျွန်တော်ဘောလုံးပွဲကြည့်တော့လေပြီးအကုန်လုံးကကျွန်တော်ဒန်းတူကြည့်နေတဲ့လူတွေပဲကျွန်တော်မုန်းတဲ့တင်းလည်းမရှိဘူးဆိုတော့ကိုကြည့်ရအာဆင်နယ်ကိုအခုထုတ်တယ်အာတီတာကိုထုတ်တယ်ဆိုတော့โอเคထုတ်လိုက်လေထုတ်ပြီးသွားရောအခုလိုမျိုးသူရတယ်လို့ဒုတိယနေရာတော့ပုံမှန်ရနိုင်မယ်နီးပြမျိုး maybe နည်းနည်းတော့ခက်ခဲမယ်ပြီးတော့အသင်းတစ်ခုက settle ပြန်ဖြစ်အောင်လုပ်ရမယ်အဲ့လိုပြောလဲအာနီးဆိုတော့ဒါကတော့ကွယ်ချွင်းချက်ပေါ့ဟုတ်တယ်မလားကျွန်တော်ပြောတာမထုတ်လို့ရလားဆိုရတယ်ထုတ်လို့ရတယ်ဒါပေမဲ့အရန်ကြီးတော့လေထုတ်ရမယ်ဆိုတဲ့ဟာတွေတော့မပါနိုင်ဘူးဗျာဒီလားဘယ်လိုပြောရမလဲစောလည်းမစောဘူးဒါပေမဲ့အဲ့လောက်ကြီး risk ယူဖို့ကလည်းမလွယ်ဘူးသိလားမလွယ်ဘူးကျွန်တော်အဲ့လိုပဲမြင်နီးပြရတော့ရှိတာပေါ့ဗျာကို Ancelotti တို့ဘာလို့လာပြောရင်တော့ဟုတ်တာပေါ့လေဒါပေမဲ့လည်းဒီလိုကြီးတွေ switch လုပ်ဖို့ကလည်းအသင်းနေထားနေရမလွယ်ဘူးဟုတ်တယ်မလားကျွန်တော်တို့က realistic စဉ်းစားရမယ်လေပုံစံဖြစ်နေတဲ့သဘောအခုဆုံးအသင်းကြောင့်မပြောခင်အသင်းရဲ့လက်ရှိဖြစ်နေတဲ့အနေအထားကိုအရင်ဆုံးလက်ခံပြီးတော့မှဆက်ပြောလို့ရမယ်ဒါအမှန်ပဲအဲ့ဒါကိုတော့ကျွန်တော်အဲ့လိုပဲထင်ကျွန်တော်အာတီတာဆက်ရှိမရှိဒါကျွန်တော်အလုပ်လည်းမဟုတ်ဘူးအာတီတာကျွန်တော်တို့ဒီလေ title challenge အာတီတာကိုလည်းရှင်ထိုးမဲ့ကောင်လည်းမဟုတ်ဘူးMan City ကိုလည်းဖလားမရစေချင်ဘူးဘယ်သူမှလည်းဖလားမရစေချင်ဘူးဒါပုံစံကိုရစေချင်မှာပဲလေကိုယ်တင်မဲ့ကိုရစေချင်တယ်ကျွန်တော်ဘယ်သူမှစိတ်ဝင်စားဘူးဒါသူ့ဒါမတာသူ့လို့အဲ့ဒါကိုတော့ကျွန်တော်ထပ်နေတာပဲနေရတယ်ကျွန်တော်အဲ့လိုမစွဲမရှိဘူးပြောစီမှာ